Cash puja में gathering is a celebration. Spirit of the Jubilee Festival. ရှိပါသေးတယ်ဒီသက်ချင်းသိနေတဲ့အချင်းဖြစ်ပြီးတဝါကတဲ့မှာအသက်ဆုံးပြီးရှင်ပြန်ခမ်းမြောက်တဲ့အခါမှာဒီလိုတွေပြောပြီးနေတယ်ဒါကြောင့်ဒီမှာရှိတော့ဒီလိုကားကို fashion လို့ဝင်လာကြတယ်ဒီကကောင်းကြီးတွေကိုကိုယ်ကြီးတောင်းမှအေးအဝါတော့အောင်နေရှိပုရဟမင်းကြီးကကျွန်တော်တို့ရဲ့အချိန်ကာလနဲ့ဆိုရင်အရမ်းပဲအဝင်ခွင့်ကြားဖြစ်ပြီးဖျားပေးထားတဲ့လက်ဆောင်တစ်ခုလို့မြင်တယ်ပေါ့နော်ဆိုတော့ပုရဟမင်းကြီးကကျမ်းမာရေးမကောင်းဘူးနေထိုင်မကောင်းဘူးဖြစ်လာတဲ့အခါမှာတော့ကိုယ့်အဖေတယောက်လို့ပေါ့နော်ခံစားရတယ်ပြီးတော့တဲ့အခါကျလို့ရှိရင်သူ့ကျမ်းမာရေးအတွက်လည်းပေါ့နော်သူ့ကိုအသက်ရှည်စေခြင်းနဲ့ကျမ်းမာရေးကောင်းစေခြင်း